ကျွန်တော်မိသားစုဟာသူ့တန်မှာထမင်းကြော်ရောက်လာခဲ့တာမျိုးရိုးသုံးဆက်ရှိပါပြီငွေဆက်ကူစစ်ကိုဘယ်တော့မှလက်မခံပဲအမျှဝေတဲ့တပြဆက်ကူကိုပဲယူပါတယ်အဖိုးမဆုံးခင်တုန်းကကျွန်တော်ကိုအသက်20ကျော်အထိအသက်ရှင်မှာမဟုတ်ဘူးလို့ပြောခဲ့တယ်ချင်းရှောင်းမင်းအသက်ရှင်နိုင်မဲ့တခုတည်းသောနီးလန်းရှိတယ်တရေတစီတွေအတွက်ချက်ပြုတ်ပေးဖို့ပဲအဲ့ဒီချိန်ကစပြီးညတိုင်း7 တနာရီတိတိမှာဟွိုင်အန်လန်ကြားထဲမှာကျွန်တော်ဆိုင်ဖွင့်ခဲ့တယ်မီးမွေတယ်ဒဲအိုးအပူပေးတယ်မီးဖို့ကိုအသင့်ပြင်တယ်ဟင်းတာပြတာကိုခွေးသွေးနဲ့ရောပြီးမြေကြီးပေါ်မှာစီတကြောင်ဆွဲလိုက်တယ်အဲ့ဒီစီဆွဲပြီးတာနဲ့ရာနဲ့ချီတဲ့တရေတွေဟာသူတို့ရဲ့အစားအစာအတွက်ရောက်လာကြတယ်အစပိုင်းမှာတော့အားလုံးကအဆင်ပြေချုံးမွေ့နေကြတာအဲ့ဒီညတညမတိုင်ခင်အထိပေါ့ထောင်နဲ့ချီတဲ့တရေတစီတွေတက်ရောက်တဲ့ဂိုင်းစပွဲတစ်ခုကိုကျွန်တော်ဖျက်ဆီးမိသွားတယ်စားတော့ပွဲခန်းမထဲမှာထောင်နဲ့ချီတဲ့ရုပ်သွင်းတွေထိုင်နေကြတယ်သူတို့အားလုံးဟာဝက်ကောင်းစားလာတွေနဲ့ရင်ကျေးပြူနာစွာပြုံးနေကြတယ်ဒါပေမဲ့ကျွန်တော်ရဲ့ရင်မျက်စိဝိညာဉ်မျက်စိနဲ့ကြည့်လိုက်တော့သူတို့စားနေတာတွေဟာကောင်းလို့ရအရသာရှိတဲ့စက်ွက်တွေမဟုတ်ပဲရွှင်ရှားပွဲရမစားကောင်းတဲ့အညစ်အကြေးတွေဖြစ်နေတယ်မြင့်မားတဲ့စင်မြင့်ထက်ကနေတောက်တီးပမန်ရဲ့အကြီးကဲကြောက်ဝူကြီးကဝိုင်ခွက်ကိုကင်ပြီးကျွန်တော်ကိုလောင်ပြုံးပြတယ်ချင်းရှောင်းမင်းကထမင်းကြော်တီတာတာလေးပါငါရဲ့စားတော့ပွဲကိုဖျက်ဆီးရတဲ့ပေါ်ဟုတ်လားကျွန်တော်ဘာမှပြန်မပြောပဲကြေးတဲ့အိုးကိုမြေကြီးပေါ်ဆောင်းချလိုက်တဲ့ကျဲလောင်တဲ့ပောက်ကွဲတန်ကြီးထွက်ပေါ်လာပြီးမြေပြင်ကနေတမာတိစင်မီတောက်တွေပောက်ကွဲထွက်လာတဲ့တခမ်းမလုံးဟာချက်ချင်းဆိုသလိုငရဲမီးပင်လယ်ပြင်ကြီးအဖြစ်ပြောင်းလဲသွားခဲ့တယ်။စက်တက်ပိုင်းအတွင်းမှာပဲထောင်နဲ့ချီတဲ့တရေရဲတွေဟာသူတို့ခေါင်းတွေကိုတပြိုင်နက်တည်းမောလာကြတယ်မျက်လုံးတွေစိမ့်ဖက်ဖက်တောက်ပြီးကျွန်တော်စီကိုအုပ်စုလိုက်ခုံအုပ်လာကြတယ်ကျွန်တော်ကဘယ်ဘက်လက်မှာရောက်မှညာဘက်လက်မှာမီးဖို့ချောင်သုံးဓာတ်ကိုကင်ပြီးခမ်းမထဲကမကောင်းဆိုးဝါးတရေအလုံးကိုစိုက်ကြည့်ရင်တီတီငိမ့်ငိမ့်ပဲစကားနှခုံပြောလိုက်တယ်။ထမင်းစပွဲစမယ်။သူတီကျွန်တော်ကိုအရင်ချပေးပါကျွန်တော်တန်းစီနေတာ3ရက်ရှိပြီဒီလိုနှွေးထွေးတဲ့အခိုးငွေးနှံကိုမရတာ3ရက်ရှိပြီမွေးလိုက်တာဗျာတကယ်ကိုမွေးနေတာပဲကြိတ်တာငတ်မှုနေတဲ့တရေတွေဟာဘုံ6ပါးမှာအထအကြီးဆုံးနဲ့တနာစရာအကောင်းဆုံးတရဝါတွေပါသူတို့ရဲ့လက်ချောင်းကအပေါက်လောက်ပဲရှိပြီးဘိုက်တွေကတော့စီပိုင်းလောက်ကြီးကြတယ်သူတို့ဟာတစ်သက်လုံးစာလောင်မှုတိတ်မှုတန်းနဲ့လောင်မြိုက်နေကြရတာအသက်ရှင်ဖို့လည်းမဖြစ်နိုင်တိတ်ဆုံးသွားဖို့တော့မဖြစ်နိုင်ကြဘူးလေဒါပေမဲ့ဒီညတော့သူတို့တော်တော်လေးငြိမ်ငြိမ်စိမ့်စိမ့်ရှိနေကြတယ်ဟင်းတာပြားသားနဲ့ခွေးသွေးနဲ့ဆွဲထားတဲ့စီးမပြတ်မချင်းဘယ်သူမှပြဿနာမရှာရဲဘူးငါကောက်ညှင်းဝက်သားကြော်ထမင်းတစ်ပွဲလောက်လိုချင်တယ်ဒဲအိုးပူလာပြီးကွက်တီပဲဒီအနံ့ပဲ3နှစ်ကြာအချင်းဖောက်ထားတဲ့ကျုံရင်ပွဲတော်တစီပွဲတော်ပူဇော်တက္ကတွေကနေဒီလိုထူးခြားတဲ့လောကနှစ်ပတ်ဆက်အနံ့ကိုရစေတာလူရှင်တွေကတော့ဒါပါလဲဆိုတာခွဲခြားမသိနိုင်ပေမဲ့တရေတွေကတော့ချက်ချင်းသိကြတယ်ဒီအနံ့ကအစာများတာပဲတကယ်အရေးကြီးတာကတော့သူ့နောက်ွယ်ကဝိညာဉ်ကိုငြိမ်သက်စေတဲ့စွမ်းရင်ပဲငါ့ကိုအရင်စားခွင့်ပေးပါတလုတ်သေးပါတလုတ်သေးနောက်ဆုတ်ဆန်းနောက်ဆုတ်မြန်မြန်စီကန်းကိုငါတခါပဲပြောမယ်ပြဿနာရှာတဲ့သူကတော့ဒီညငက်ပြီတာမှတ်ဟာဒါတကယ်ကိုအံ့ဩကိုကောင်းလိုက်တာဒါကတော်တော်အရသာရှိတာပဲကျေးဇူးတင်ပါတယ်အရှင်မင်းကြီးရင်စားဖို့မူနောက်တစ်ယောက်ငါတိတ်ပိုက်စာနေပြီမရှိတော့ဘူးဘာမှမကြံတော့ဘူးဒါကဘာလို့ဒီလောက်အရသာဆိုးနေရတာလဲမဟုတ်ဘူးဒါအားလုံးမှားနေပြီမင်းစားလို့မရတာပေါ့ဟင်ဘသူလဲအဲ့ဒီမှာဘသူလဲလူသားတွေရဲ့အစားအစာကဒီဘရင်ကိုဘလို့လောက်ပိုက်ဝစီမှာလည်းမဟုတ်ဘူးထွက်သွားစမ်းငါမသေးချင်ဘူးငါငတ်ပြီးမသေးချင်ဘူးအဲ့ဒါဘာအနက်လဲတော်တော်မွေးတာပဲမြန်လို့ဒါနဲ့ဆိုအပွဲ30ရှိပြီးငါသာဆက်ကြော်နေရင်ငါရဲ့ရင်မျက်စိဝိညာဉ်မြင်ကွင်းကိုပြန်ပြီးထိန်းထားနိုင်မှာမဟုတ်တော့ဘူးထမင်းတပွဲကြော်လေးတိုင်းဝိညာဉ်ခေါ်မွေးတိုင်ကတရေတွေစီကထွက်လာတဲ့အာဃာတတွေကိုစုပ်ယူလေပဲသူတို့ကငါထမင်းကိုတုံးပြီးသူတို့ရဲ့ဆွဲလန်းမှုတွေကိုဆွလွတ်ကြတာသူတို့ရဲ့အာဃာတတွေကိုတုံးပြီးကျွန်တော်အသက်ကိုတပတ်လောက်ဆွဲဆန့်ထားတာဒါကအလဲလဲပဲဟမ်လူရောင်ဆောင်ထားတဲ့သူပဲအဲ့ဒါကိုကျမကိုပေးပါမှန်တယ်ဒီလိုအချိန်မျိုးမှာဘလူသားမှဟွိုင်အန်လန်နဲ့ကိုမဝင်နိုင်ဘူးသူတို့ရဲ့ရင်စွမ်းအင်အမောင်စွမ်းအင်ကအတားအဆီးကိုလှည့်စားနိုင်လောက်အောင်ပြင်းထန်ရင်တော့တမျိုးပေါ့ဒါကတရေဘရင်ရဲ့ကိုပွားပဲစိတ်ဝင်စားဖို့ကောင်းတာလူသားတစ်ယောက်ကငါထမင်းကိုစားကျင်တယ်ပေါ့ဒါပေမဲ့မင်းဘက်ကလည်းတန်ဖိုးတစ်ခုပြန်ပေးရမယ်ထမင်းပေးပါငါကဒါကိုအလကားမပေးဘူးမင်းရဲ့မျက်ခုံးတစ်ခုကြားကဝိညာဉ်အစာအနာတစ်ခုကိုလိုချင်တာဒါကိုဝိညာဉ်တို့ထမင်းတစ်ပကံနဲ့လဲမလားသဘောတူလားသဘောတူတယ်ဘာနဲ့မဆိုလဲမယ်ပြီးရောဟုတ်ပြီနှလုံးသားဝိညာဉ်ဆိုတာလူသားတစ်ယောက်မှရှိတဲ့အတန့်စင်ဆုံးအနှစ်သာရပဲငါကဒီဝိညာဉ်အစာအနာကိုတုံးပြီးသူ့ခန္ဓာကိုယ်မှာကတ်တွယ်နေတဲ့မိစ္ဆာကောင်ကိုမောင်းထုတ်မှာဒါကချင်းမိသားစုရဲ့ဘိုးဘွားစင်ဆက်ရင်ရမ်းချက်ပြုတ်နေအတတ်ပညာပဲဝေယူမြက်ကနေကြိတ်ထားတဲ့အမှုန့်ကတော့ငရဲပြည်ကလာတဲ့အထူးဟင်းခတ်အမှုန့်ပဲအဲ့ဒါကလူတွေကိုအတိတ်နဲ့ပြစ္ဆုတ်ပံဘဝတွေရဲ့နာကျင်မှုတွေကိုယာယီမေ့လျော့သွားစေနိုင်တယ်ပထမဆုံးသူ့ဝိညာဉ်တွေကတရေဆိုးရဲ့အာဃာတတွေကိုကြော်ပြီးမောင်းထုတ်လိုက်မယ်ပြီးရင်တော့အဲ့ဒီလွတ်သွားတဲ့ဟာကွက်နေရာမှာဒီထမင်းတစ်ပကံနဲ့အစားထိုးဖြည့်ဆည်းပေးလိုက်မယ်စားလိုက်တော့ကျမကိုယူမတက်ဖြစ်အောင်လုပ်နေတဲ့အဲ့ဒီစာလောင်မှုတိတ်မှုကြီးကထမင်းကရှာပေါ်တင်လိုက်တဲ့စက္ကန့်ပိုင်းမှာတင်ပြောက်ကွယ်သွားတဲ့နှွေးထွေးတဲ့အခိုးရှံတွေကလဲချောင်းထဲကိုစီးဆင်းသွားပြီးနှွေးထွေးတဲ့တုံးခဲလေးတစ်ခုလိုမျိုးကျွန်တော်ခန္ဓာကိုယ်ရဲ့အလွတ်လက်ဆုံးအပိုင်းအစတွေကိုဖြည်းဖြည်းချင်းနှိမ့်ဝင်သွားတယ်လို့ပဲသူမကဝိညာဉ်ခေါ်မွေးတိုင်ရဲ့စွမ်းရည်ကိုတိုက်ရိုက်တောင်ဆုပ်ယူနိုင်တာပဲဒီမိမရဲ့ကန်စာတာကတော့အံ့ဩစရာကောင်းတော့အောင်ခံနိုင်ရရှိတာပဲစုတ်ခွာမြန်ဆုတ်ကြသူကငါတို့ရဲ့ရင်စွမ်းအင်တွေကိုဆုပ်ယူနေတယ်ငါတို့သာအဲ့ဒီမိမနာကိုထပ်တိုးမိရင်သူမကငါ့ကိုတလုတ်ထဲနဲ့ဝါမျိုးသွားလိမ့်မယ်ဒီမိမကတော့တကယ်ကိုကောင်းခဲစရာပဲသူ့ခန္ဓာကိုယ်ကတကယ်ကိုတရေတစေတွေကိုဆွဲဆောင်တဲ့တန်လိုက်အိမ်မြောင်တိုင်းပဲဒီညဒီထမင်းတပကံကိုစစားပြီးတဲ့နောက်ငါတို့သူမနဲ့ကန်ကျိုးပေးနောင်ကျိုးဖြစ်တည်သွားပြီဒါဘာတူလဲဒီညဖြစ်သွားတဲ့အကြောင်းကိုတယောက်ယောက်ကသာဘသူကိုမဆိုတခုံးဟမ်းမိရင်ငါကသူ့ကိုစီပူအိုးထဲထည့်ကြော်ပြီးဝိညာဉ်မိကြံဖြစ်သွားအောင်လုပ်ပြမယ်မစ္စတာလင်းဟစ်ကောင်လေးမင်းမစ္စတာလင်းကိုဘာကြွေးလိုက်တာလဲသူအိပ်ပျော်သွားတာပါအားလုံးပေါင်း250ရွမ်ကျတင်ပါတယ်
ကုတ်ပဲစကန်ဖက်ငွေသားပဲပေးပါမင်းဖင်ကိုစကန်ဖက်လိုက်မင်းကလင်းမိသားစုကလူတယောက်ကိုလက်ဖျားနဲ့တောင်တိုးရဲတဲ့ပေါ့မင်းတေချင်စောတန်နေတာပဲအတန်လျှော့ပါကျွန်တော်ဖောက်တီနိုးသွားဦးမယ်အဲ့ဒီလက်ဝဲအဖွဲ့ချန်ပီယံကတကွက်ထဲနဲ့လဲကျသွားတာပဲသူ့ကိုခေါ်သွားကြပြီးတော့ထမင်းဖို့ပေးဖို့လဲမမေ့နဲ့ဦးသွားဆိုမြန်မစ္စတာလင်းကိုခေါ်ပြီးထွက်သွားကြစို့ထမင်းကြော်ခမရငါဆက်ပို့ပေးလိုက်တယ်မုတ်ဖို့အဖြစ်တင်ထားလိုက်ပါဘာငါတို့ရောက်ပြီးတန့်စင်တဲ့ရင်ခန္ဓာကိုယ်ပိုင်ရှင်ပြီးတော့အဲ့ဒီတစ္ဆာဖောက်ရဲ့အနံ့ကိုလည်းငါရနေတယ်အကိုထမင်းကြော်တပွဲအဆက်အရန်ပြင်းပြင်းလေးပေးပါကျေးဇူးပြုပြီးမင်းဒါဘလို့နေရလဲဆိုတာသိလားညနေစာရောက်တဲ့နေရာလေးပြီးတော့မင်းညကခမရရဲ့ကုတ်အင်ကြီးကိုငှားပေးခဲ့လို့လည်းကျေးဇူးတင်ပါတယ်ကြည့်ရတာမနေ့ကထမင်းတပကံကမင်းရဲ့စာလောင်မှုကိုပဲပျောက်ကင်းစေခဲ့ပုံရတယ်မင်းရဲ့မျက်စိမုံနာကိုတော့မပျောက်စေခဲ့ဘူးပဲဟမ်ဒါပါလေရနံ့ခိုးတဲ့တရေတစီသူတို့ကမိမတွေရဲ့ရေမွေးနဲ့အသက်ဆွမ်းရင်ကိုအဓိကမှီဝဲကြတာမင်းစွတ်ထားတဲ့ရေမွေးကတကယ်ကိုပြင်းလုံးတယ်သူ့ကိုတွေ့ပြီးခိုင်းချုပ်ကြီးပြစ်မှတ်အတီးပြုတ်နိုင်ပါပြီဝိညာဉ်ခေါ်မွေးတိုင်ရဲ့စက္ကန့်သူကဟွိုင်းအန်လန်ထဲမှာရှိနေတယ်ပြီးတော့ကျွန်တော်ထိတ်တန်းအဆင့်စေးဖော်စနီအဓိကပစ္စည်းကိုလည်းတွေ့ထားတယ်တကယ်လို့ငါတို့သူ့ကိုဖမ်းဆီးပြီးအဲ့ဒီကောင်လေးရဲ့ဝိညာဉ်ခေါ်မွေးတိုင်နဲ့ပေါင်းဆက်လိုက်နိုင်ရင်ငါတို့မတေစေးကိုဖော်ဆက်နိုင်လိမ့်မယ်သူတို့ကိုမျက်ခြေမပြတ်စောင့်ကြည့်ထားရန်သူကိုရိပ်မိမသွားစေနဲ့ဟုတ်ကဲ့ပါခိုင်းချုပ်ကြီးဒါကတတမမြောင်းနေပဲမင်းအဲ့ဒါကိုတော်တော်လေးအမှတ်ရနေတာပဲငါကကြတဲ့ငွေစည်းရင်းကိုမှတ်ထားတာပါမင်းကိုမဟုတ်ဘူးဒါပေမဲ့ငါဘယ်ချိန်တိုင်းလာတက်လဲဘယ်နေရာမှာထိုင်လဲငါစားစာကိုအဆက်ဘလောက်လိုချင်လဲဆိုတာတွေကိုတော့ခင်ဗျားဘယ်တော့မှမှားသွားတာမျိုးမရှိဘူးနော်ဒီဆိုင်မှာမင်းတယောက်တည်းပဲပြဿနာရှာတဲ့ဝယ်သူဖြစ်နေတာအဲ့တော့မင်းကငါ့ကိုစိတ်အနှောက်အယှက်ဖြစ်စေရလို့မြင်တာလားမဟုတ်ပါဘူးငါမမြင်ပါဘူးမင်းကလူရှုပ်မလေးတယောက်ဖြစ်နေုံပါဒီနေ့ပါချက်နေတာလဲတင်ချိုင်းမှုတွေလေအဲ့ဓာတွေကအုတ်ကူဟောင်းတွေရဲ့အရေးရတဲ့ဘက်မှာပဲပေါက်တာအသက်ရှင်နေတဲ့လူတွေထိမိရင်ထူးဆန်းတဲ့အိမ်မက်တွေမှတ်ဖို့အခွင့်အလမ်းများတယ်ဒါပေမဲ့တရက်တစီတွေစားရင်တော့စိတ်ငြိမ်သွားစေတယ်ဒါကကောပါလဲဝိညာဉ်ငြိမ်ပြမုတ်လေလူပြည်ကပစ္စည်းတစ်ခုမဟုတ်တဲ့အတိုင်းပဲဒါကပိုင်ရှင်မဲ့လေလွင့်ဝိညာဉ်တွေအတွက်တိုက်ထားတဲ့ရွှေငွေစက္ကူတွေရဲ့ပြပဲငါကအတန်ရှင်းဆုံးအပိုင်းတွေကိုပဲစုဆောင်းပြီးမိုးရေနဲ့အထက်ဆေးကြောတယ်ပြီးရင်49ရက်တိတိနေလန်းထားတာအသက်ရှင်နေတဲ့လူတွေအတွက်တော့အစိတ်ပဲဒါပေမဲ့မင်းရဲ့ဘိုက်ထဲကအကောင့်အတွက်တော့ဒါကအကောင်းဆုံးဟင်းခတ်မွေးကြိုင်ပဲမင်းကဘာတူလဲငါကအကျွေးတစ်ခုကိုပြန်ဆက်နေတဲ့သူတယောက်ပါချင်းမျိုးနွယ်ရဲ့ဘိုးဘေးတွေကနန်းတွင်းထဲကတော်ဝင်စားဖို့မှုတွေဖြစ်ခဲ့ကြတယ်ဒါပေမဲ့သူတို့ကအေဂရီအတွက်ချက်ပြုတ်ပေးခဲ့တာမဟုတ်ဘူးသူတို့ကတော်ဝင်အုပ်ကူတွေကိုစောက်ရှောက်ပြီးဘိုးဘေးတွေကိုပူဇော်ပြီးတေလွန်သူတွေအတွက်စားတောက်ပွဲတွေလုပ်ပေးခဲ့ကြတာငါတို့မျိုးရိုးကမွေးရပါလော်ကီမျက်စိရင်မျက်စိပါလာကြတယ်ငါတို့ကတရေတွေကိုမြင်နိုင်ပြီးအသက်ရှင်သူနဲ့တေလွန်သူတွေရဲ့လောကနှစ်ခုကြားမှာဆက်သွယ်ပေးနိုင်တဲ့အိုးတလုံးနဲ့ဓာတ်တစ်ချောင်းကိုတုံးပြီးအသက်ရှင်နေတဲ့သူတွေရဲ့အစားအစာကိုတေလွန်သူတွေစားနိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာငါတို့သိကြတယ်ပေးဆက်ရတဲ့တန်ဖိုးကတော့ချင်းမိသားစုဝင်တွေကများသောအားဖြင့်အသက်30ကျော်အထိအသက်မရှင်ကြဘူးအသက်30ကျော်အထိမရှင်ဘူးဟုတ်လားဒါဆိုအခုရှင်ကကောဒါကြောင့်မို့လို့ငါကဒီမှာဆိုင်လာဖွင့်နေတာပေါ့သူတို့ကသူတို့ရဲ့ဆွဲလန်းမှုတွေနဲ့လာကြတယ်ငါအစားအစာကိုစားပြီးသူတို့ရဲ့ရန်မျိုးတွေကိုလွှတ်ချလိုက်ကြတယ်ပြီးတော့ငါကအဲ့ဒီလွတ်မြောက်သွားတဲ့စွမ်းရည်ကိုတုံးပြီးငါအသက်ကိုဆွဲဆန့်ရတာဒါပေမဲ့သူတို့အားလုံးပေါင်းလိုက်ရင်တော့မင်းလောက်တန်ဖိုးမရှိကြဘူးမင်းကမင်းရဲ့အရင်ဘဝတုန်းကစာလောင်မှုတိတ်နေတဲ့တိတ်တာလောကရဲ့ဘယင်ဖြစ်ခဲ့တာမင်းရဲ့ဝိညာဉ်ထဲမှာနှစ်ပေါင်းထောင်ချီစုပြုံနေတဲ့ဒေါသအရှိန်တွေနဲ့မကောင်းဆိုးဝါးအငွေ့သက်တွေရှိနေတယ်မင်းကိုတစ်ချိန်ကျွေးမွေးရတာကငါဒီလေလွင့်ဝိညာဉ်တွေကိုတစ်နှစ်ပတ်လုံးကျွေးမွေးရတာနဲ့တန်ဖိုးတူတယ်အဲ့ဒါကြောင့်ရှင်ကကျမကိုနေတိုင်းကျွေးနေတာပေါ့ရှင်ကကျမကိုကဲတင်နေတာလားဒါမှမဟုတ်ရှင်ကိုရှင်ကဲတင်နေတာလားထူးခြားမှုရှိလို့လားအကောင်ကြီးတကောင်လာနေပြီအသားအရသာရှိတဲ့အသားဒါဘာကြီးလဲဟေးမစ္စတာလင်းကိုကာကွယ်ကြလင်းတောင်းပြီးတော့တကယ်ကိုအရသာရှိလာတဲ့အသားအဲ့ဒီမိမအစင်မြင့်ပါဝင်ပစ္စည်းပဲငါကောင်းကောင်းမွန်မွန်ထိုင်ပြီးစားတောက်နေတဲ့အချိန်မှာငါဘေးနားမှာရင်ကောင်တွေဝဲနေတာကိုငါအမုန်းဆုံးပဲဟိုးငါအစားအစာကိုအခုချက်ချင်းယူလာပေးစမ်းပါဒါကအဆုံးသတ်မဟုတ်သေးဘူးတိကျတေချာလာတဲ့တာလီကျွမ်းကျင်မှုပဲအခြေအနေရလှုပ်ရှားကြစို့ဝါဒီကောင်ကတကယ်ကိုဘသူလဲဟသူကအဲ့ဒီတတဝါကြီးကိုဒီတိုင်းလေးပဲအလွယ်တကူရှင်းပြလိုက်တာသူကဘလို့မှတာမန်လူမဟုတ်တာတော့သိချတယ်အဲ့ဒီကြားတစ်တတ်တမကဒီတိုင်းလေးပဲအသက်ခံလိုက်ရတာလားအဲ့ဒီကောင်လေးရဲ့ဓာတ်ပညာကချက်ပြုတ်ဖို့တက်တင်မဟုတ်ဘူးဒါကပြောက်ွယ်လူနီးပါးဖြစ်နေတဲ့ဝိညာဉ်စားဖို့မှုမျိုးရိုးပဲဂိုင်းချုပ်ကသူ့ကိုရအောင်ခေါ်ဖို့ဘာလို့ဒီလောက်အသေးလဲဖြစ်နေလဲဆိုတာမစမ်းတော့ဘူးငါတို့ထိတ်တိုက်ရင်ဆိုင်ပြီးမနိုင်ဘူးဒါဆိုရင်တော့ညံစင်ပြီးပဲဖမ်းရတော့မယ်မိရှိန်ကအနေတော်ပဲအရသာပိုကောင်းသွားအောင်နှစ်တရာတတန်ရှိတဲ့ဝိညာဉ်အမျိုးတွေကိုထည့်လိုက်မယ်ဒီရှင်းမျိုးစုံပဲပေါင်းကနောက်ဆုံးတော့ပြည့်စုံသွားပြီးပူတုံးလေးစားလိုက်ဒါကတကယ်ကိုအားရှိစေတာဒီတနက်စားပြီးရင်မင်း3ရက်လောက်စားမှမဟုတ်တော့ဘူးတကယ်ကိုမွေးကြိုင်ပြီးအရသာကလည်းလေးနဲ့လိုက်တာဒီစွမ်းအားကတကယ်ကိုပြင်းထန်လွန်းတယ်ငါဝိညာဉ်ကိုမိရှို့ပြစ်မဲ့အတိုင်းပဲခံစားရတယ်